Hello မင်္ဂလာပါအခုကျွန်တော်ကဒီပြပထွက်ပြီးတော့ဗောနော်ဒီလက်ဝဲပွဲကိစ္စတွေကျွန်တော်သွားတဲ့အခါကျတော့ကျွန်တော်တော်တော်လေးကိုကျွန်တော်အတွေ့အကြုံတွေကျွန်တော်ရခဲ့တယ်ဗောနော်ကျွန်တော်တို့ရိုးရလက်ဝဲနဲ့တခြားခွန်ခမာတွေဒီမွေထိုင်းတွေနော်နောက်တော့ဒီ MMA တွေနဲ့ကျွန်တော်ရှင်ကြည့်တဲ့အခါကျတော့ကျွန်တော်ရိုးရလက်ဝဲကသူတို့နဲ့အများကြီးကွာခြားနေတာကိုကျွန်တော်သွားပြီးတွေ့ရတယ်ဗောနော်ဟိုနေ့ကဆိုလဲကြော်ဆောင်ဝင်အမှတ်နဲ့ရှုံးသွားတယ်ဒါတွေကဘာကြောင့်ရှုံးလဲဆိုလူတွေအများစုအကုန်လုံးဝိုင်းပြီးပြောနေတာသူက technique ကြောင့်ရှုံးနေပေါ့နော်ဟိုကောင်တွေကဒီထိုင်းကောင်တွေ technique ပိုကောင်းလို့ကျွန်တော်မြန်မာတွေရှုံးနေပေါ့နောက်တော့လေဒီခွန်ခမာမာလာထိုးတဲ့ခါကျတော့လေခွန်ခမာကောင်တွေအများစုနိုင်ကြတယ်ပေါ့ရွရွလက်ဝဲကောင်တွေကပွဲတော်တော်များများမှာရှုံးပြီးတော့ပွဲနေတဲ့အနည်းစုပဲနိုင်နေပေါ့နော်ထိုင်းမှာပဲဖြစ်ဖြစ်ခွန်ခမာမှာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရွရွလက်ဝဲနဲ့သူတို့မွေထိုင်းတို့ခွန်ခမာတို့နဲ့ကလုံးဝမတူတာဗျကျွန်တော်တို့ကသူတို့ရဲ့စီးမြင့်အောက်မှာသွားထိုးရတာကျွန်တော်တို့ရဲ့ငွေကြေးအနေထားကြောင့်ပေါ့လေကျွန်တော်တို့ရဲ့နိုင်ငံအနေထားနဲ့ငွေကြေးအနေထားကြောင့်ကျွန်တော်တို့ကရိုးရလောက်ဝေးရဲ့တက်ကွက်တွေနဲ့ကျွန်တော်တို့ကသွားထိုးရတာအဓိကခွာချချက်ကတော့ကျွန်တော်ဒီခေါင်းတိုက်ပေါ့နော်ဒီခေါင်းတိုက်မပါတဲ့အပေါ်မှာသူတို့ရဲ့ clinch တွေကဒီအရန်အားတာသွားတာပေါ့ကျွန်တော်တို့ရဲ့ဒီခေါင်းတိုက်ရိုးရလက်ဝေးရဲ့မူပိုင်ဖြစ်တဲ့ဒီခေါင်းတိုက်တက်ခွက်သားပါခဲ့မယ်ဆိုရင်သူတို့ clinch တွေကသူတို့ဒီလိုလုပ်လို့ရမှာမဟုတ်တော့ဘူးကျွန်တော်တို့ဒီလိုမျိုးလဲပွဲတွေကဒီအမှတ်ပေးတဲ့အနေအထားတွေရောက်သွားမှာမဟုတ်ဘူးเนาะကျွန်တော်ရှုံးသွားတာတွေအမှတ်ပေးတွေနဲ့ရှုံးသွားတာရှိတယ်ပေါ့เนาะဒီလိုအနေအထားတွေမှာဒီအမှတ်ပေးတွေတောင်ရောက်သွားမှာမဟုတ်ဘူးကျွန်တော်တို့ရဲ့ခေါင်းတိုက်တက်ကွက်ကိုသာကောင်းကောင်းအသုံးချခဲ့မယ်ဆိုရင်ပေါ့เนาะဒါအသုံးချခွင့်မရှိလို့သာကျွန်တော်တို့ကအသုံးမချရတာပေါ့အသုံးချခွင့်ရှိတယ်ကျွန်တော်တို့ရဲ့ရိုးရလက်ဝဲမှာဆိုလို့ရှိရင်ဒါလုံးဝနောက်ကောက်ဖြစ်သွားနိုင်တယ်ပေါ့เนาะဒီ headband နဲ့တိုက်ခိုက်တဲ့ဟာကလုံးဝနောက်ကောက်ဖြစ်သွားနိုင်တယ်ပေါ့เนาะဒါတွေပေါ့ပြီးတော့သူတို့ရဲ့ rule အောက်မှာလာထိုးရတာဗျာသူတို့ကလက်အိတ်တွေနဲ့ထိုးတာလက်အိတ်တွေနဲ့ထိုးတဲ့အပေါ်မှာကျွန်တော်တို့ကလည်းအများကြီးကွာခြားတယ်ပေါ့နော်သူတို့ကချက်တောက်တွေဒူးတွေတထောင်တွေကိုတေချာလေးကျင့်ထားတယ်ပေါ့နော်ကျွန်တော်တို့စီမှာလက်အိတ်နဲ့ထိုးရတာမဟုတ်ဘူးလက်ပလာထိုးရတာဒီပတ်တီလေးပဲပတ်ပြီးလက်စစ်လေးလွဲသွားမှာဆိုလို့ဒီပတ်တီလေးပဲပတ်ပြီးထိုးတဲ့ပုံမှာကျွန်တော်တို့ရဲ့လက်သီးတွေကအရန်ကိုပြီးတယ်ပေါ့တစ်ချက်တကယ်လားချက်ကောင်းကထိသွားပြီဆိုလို့ရှိရင်တကယ်ကိုနောက်ကောက်ကျသွားနေတယ်ပေါ့သူတို့လိုဒီချီကန်ချက်ကြီးတွေနော်နောက်တော့ဒီတရောင်းတွေဒူးတွေကိုအများကြီးကျင့်နေကြမှာလို့လက်သီးထိုးတယ်ခေါင်းတိုက်တယ်နော်ပုံမှန်6လောက်ကန်နေဆိုလို့ရှိရင်ဟိုပဲဒါတိုက်ခိုက်လို့ရနေပြီပေါ့နော်ချီကန်ချက်တွေကမရှိတာမဟုတ်ဘူးရှိတယ်ဗျကျွန်တော်တို့အဓိကပိုးပြီးရေးကြီးတဲ့ဟာဦးစားပေးပြီးသုံးရင်းနဲ့ဒီလိုမျိုးဖြစ်လာတာပေါ့နော်ပြီးတော့ကျွန်တော်တို့လောက်ဝေဆိုတာကသူတို့လည်းကွာတာကိုပြောပြအောင်မယ်သူတို့က sport အတွက်ကိုဒီ martial sport အတွက်ကိုသူတို့ကထောက်ထားတာပေါ့နော်တီထွင်ဥစားလောက်ထားတဲ့ဟာပေါ့ပြိုင်ပွဲအတွက်ကိုတင့်တော်အောင်လောက်ထားတာကျွန်တော်တို့လက်ဝဲဆိုတာကကျွန်တော်တို့ရှေးမြန်မာဘီရင်တွေလက်ထက်တွေကဒီစစ်တိုက်တဲ့နေရာမှာသုံးတာဗျလက်ဝဲပညာရက်ကပွဲကြောင်းပညာရက်ပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါ sport နဲ့နည်းနည်းဝေးတယ်ဗျကျွန်တော်တို့လက်ဝဲကဘာကြောင့်ဝေးလဲဆိုတော့ကျွန်တော်တို့လက်ဝဲက sport ဘက်ကိုသွားတာမဟုတ် martial ဘက်ကိုသွားတာဗျဟိုလူတယောက်ကိုနောက်ကောက်ဘလို့ချရမလဲဆိုတော့ဟာဘက်ကိုပဲဥတီပြီးတော့ဟိုတီချွေထားတဲ့ပညာရက်ပေါ့နော်အဲ့ဒါကြောင့်လည်းကျွန်တော်တို့လက်ဝဲတွေမှာကနောက်ကောက်ကိုပဲကျွန်တော်တို့ကဦးစားပေးတာဗျကျွန်တော်တို့လက်ဝဲမှာဆိုလို့ရှိရင်အလဲထိုးမှနိုင်မယ်ပေါ့ဗျာအလဲမထိုးနိုင်တရေဆိုပြီးတော့ဒါပြောကြတယ်ပေါ့မင်းတို့လက်ဝဲစီးမြင်းညွန့်ပြင်းပေါ့ကျွန်တော်လက်ဝဲမှာကအမှတ်ပေးစနစ်မရှိဘူးမဟုတ်ရှိတယ်ဗျရွှေကပတ်ချန်ပီယံလူတဲ့ပွဲတွေပြီးရင်ပြည်နယ်တိုင်းပွဲတွေဆိုရင်အမှတ်ပေးနေသွားတာဗျစိန်ခေါ်ပွဲတွေဆိုရင်တော့ဒါကဒီအလဲထိုးစနစ်နဲ့သွားတာပေါ့နော်ဒါမှကျွန်တော်တို့နိုင်ငံမှာကအမှတ်ပေးစနစ်နဲ့ပြိုင်တဲ့ပွဲတွေကပွဲအရေးအတွက်နည်းတယ်ပေါ့နော်ဘယ်ပွဲတွေမှာသွားတယ်ဆိုလို့ရှိရင်ပြည်နယ်တိုင်းပွဲတွေမှာသွားတယ်ပြီးရင်ရွှေကပတ်လူပွဲတွေမှာပဲသွားတယ်ကျန်တဲ့ဟာတွေအကုန်လုံးကစိန်ခေါ်ပွဲတွေမှာဆိုတော့ကျွန်တော်တို့အလဲတိုးစနစ်နဲ့သွားတယ်အလဲတိုးစနစ်နဲ့သွားတယ်ဆိုတာကလည်းအားလုံးကိုတရားမျှတအောင်ကျွန်တော်တို့ကပေးထားတာကျွန်တော်စူးစမ်းပြီးတော့ခုခံကာကွယ်ရင်းနဲ့အချိန်ပြည့်သွားတဲ့အထိအလဲမထိုးနိုင်ရင်သူနှိမ့်နေပြီမဲ့သူ့ကိုတည်ရပေးတယ်ဒါပေမဲ့လည်းအနှိမ့်တည်ရဆိုပြီးတတ်မှတ်တယ်ပေါ့နော်အနှိမ့်တည်ရနဲ့အမြင့်တည်ရဆိုပြီးတတ်မှတ်တယ်ဒါပေမဲ့တည်ရပဲကျွန်တော်တို့အမှတ်နဲ့ခွဲခြားပြီးတော့မဆုံးဖြတ်ဘူးပေါ့မဆုံးဖြတ်တဲ့အတွက်ကျွန်တော်ပြည်ပလာထိုးတဲ့ကစားသမားတွေအတွက်ကလည်းအဆင်ပြေတယ်ကျွန်တော်ဟိုတောင်းမရှုံးညင်တဲ့လူဆိုလို့ရှိရင်ဒါမရှုံးတော့ဘူးအခုကျွန်တော်ဒီခွန်ခမာဒီကမ္ဘောဒီးယားမှာလာထိုးတော့တွေ့တယ်ကောင်လေးနှစ်ယောက်ကခမာကောင်လေးနှစ်ယောက်ပေါ့နော်ကမ္ဘောဒီးယားနိုင်ငံသားတွေပဲအချင်းချင်းထိုးရတာသူတို့ထိုးတဲ့ချိန်မှာသူတို့ဒီ3ချိန်မြောက်မှာကောင်လေးတစ်ဖက်ကဟိုအလဲထိုးခံပြီးရှုံးသွားတယ်ပေါ့တကယ်တော့ तू ကအလဲထိုးခံလို့နောက်ကောက်ကြပြီးတော့ပြန်မထနိုင်တာမဟုတ်ဘူး तू ပြန်ထနိုင်တယ် तू မထတော့တာဘာကြောင့်မထတော့လဲဆိုရင်ရှေ့
ပထမအချီနဲ့ဒုတိယအချီမှာနှစ်ချီလုံးမှာသူကအမှတ်နှိမ်ထားပြီဒါကြောင့်တတိယအချီမှာသူထိုးတဲ့အမှတ်ပေးစနစ်ရောက်ရင်အမှတ်ပေးတဲ့ခါကျရင်သူကျင်းစီပေါရှုံးမယ်ဆိုတော့သူသိတယ်သူမထတော့မထတဲ့ခါကျတော့ဒါမျိုးတွေကများလာတဲ့ခါကျတော့သူတို့ကတောင်းတောင်ဇွဲကိုမတောင်းတော့ဘူးဗျာကျွန်တော်တို့လောက်ဝိမှာဆိုရင်ဒီလိုမရှိဘူးမင်းအမှတ်ပေးခြင်းပေးမပေးခြင်းနေငါတို့ကနောက်ဆုံးအချိန်ထိ6ချောင်းနှစ်ချောင်းလုံးမမတ်ရက်ပြီးတော့ရှင်ပြိုင်တိုက်ခိုက်သွားမှာဆိုတာကနေလာတယ်သူတို့ကြတော့အဲ့လိုမျိုးအမှတ်နဲ့ဆုံးဖြတ်ရင်ငါတို့ရှုံးမှာပါပဲဆိုပြီးတော့တခါလဲတတိယအချီတဝက်လောက်ရောက်တော့တခါလဲပြန်မထတော့ဘူးပေါ့နော်နောက်ကောက်နဲ့အရှုံးပေးလိုက်တယ်ပေါ့ကျွန်တော်တို့စီမှာကြတော့အဲ့လိုမဟုတ်ဘူးဗျအဲ့ဒါကြီးကအများကြီးကွာသွားတာပေါ့နော်အဲ့ဒါကျွန်တော်တို့လက်ဝဲရကျွန်တော်ပြည်ပကနေကြည့်လိုက်လို့ရှိရင်အရန်တန်မိုးရှိတဲ့တကယ်တန်မိုးရှိတဲ့ဒီ martial art ပေါ့နော်မြမရိုးရအမွေနှစ်ကြီးတစ်ခုပဲဗျအဲ့ဒါကိုလူတွေကမသိကြတာပေါ့နော်လက်ဝဲရတကယ်ဟိုမှာ martial art စစ်ကြီးဗျလူတယောက်ကိုဘလို့နောက်ကောက်ချရမလဲဆိုတဲ့ဟာကိုပဲဥတီပြီးတင်ပေးပြီးတော့ဥတီပြီးလေ့ကျင့်ကြတာဗျာအဲ့ဒါအရန်ကွာသွားတာစိတ်သက်ပိုင်းကလည်းအရန်ကွာတယ်ဘတော်မှအရှုံးမပေးဘူးဆိုတဲ့စိတ်သက်မျိုးနဲ့ရှင်ပြိုင်တိုက်ခိုက်ကြတာဗျာပြီးတော့တဘာဝဆန်ဆန်လက်ဝှေ့ရဘလောက်တဘာဝဆန်ဆန်ချင်းအပြင်မှာမတော်တဆ street fight တွေမှာတိုက်ခိုက်ခဲ့ရတော့ရှိပေါ့နော်လက်ဝှေ့ရတိတ်ကိုအတုံးတဲ့တယ်သူတို့စီမှာဆိုလို့ရှိရင်ပတ်တီးတေချာစီးမယ်လက်အထူကြီးတွေဝင့်မယ်တချို့ပြိုင်ပွဲတွေဆိုလို့ရှိရင်ခေါင်းကာပါးကြီးခြေထောက်ကာပါးကြီးတရောင်းကာပါးကြီးဘာတွေနဲ့တက်တယ်ကျွန်တော်လက်ဝဲမှာမလို့လုံးဝမရအောင်လုံးဝ street fight ဆန်ဆန်သွားတာလက်သီးနှလုံးတရောင်းနှစ်ဖက်ဒူးနှစ်ဖက်ခြေထောက်နှစ်ချောင်းအပြင်ခေါင်းနဲ့လည်းတိုက်ရှင်တိုက်လို့ရတယ်ဒါကြောင့်ကျွန်တော်ဘေးအောင်မင်းတရားကြီးကပြန်ပြီးတီထွင်ခဲ့တာလေသူကနေရွဲဆောင်သူကပေးခဲ့တာလက်ဝဲပညာကိုသူကပေးခဲ့ပြီးတော့ဟိုကောင်တွေကအရန်ကိုနဗန်းတွေပါအရန်ကောင်းလာတဲ့ခါကျတော့မဖြစ်ချေဘူးဒီကောင်တွေကိုငါနိုင်မှဖြစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီကောင်တွေကိုငါတို့ချီတလန်းတာနေအောင်လို့တက်ကွက်တစ်ခုကိုထပ်ပြီးတီထွင်ခဲ့တာပေါ့နော်ဒါကတော့ဒီတော့ head butt ပေါ့နော်ခေါင်းတိုက်တဲ့ပညာကိုထပ်ပြီးတီထွင်ခဲ့လို့ဒီကောင်တွေကချုပ်ပြီးရင်တရောင်ရိုက်မယ်ဆွဲလဲမယ်ဒီလိုလှုပ်တဲ့အချိန်မှာပဲဆွဲချုပ်လိုက်တဲ့အချိန်မှာပဲဒီကောင်တွေတရောင်မရိုက်ချိန်မှာပဲခေါင်းကတခါလေးဝင်လာပြီဒါတိတ်ကိုတန်မိုးရှိတဲ့အချက်ပဲဗျာနော်ဒါလေးကိုကျွန်တော်လာပြီးပြောပြချင်တာပေါ့နော်ဒါကျွန်တော်တို့ပြည်ပကနေထွက်ပြီးတော့ကို့လက်ဝှေ့ကိုပြန်ကြည့်တဲ့အခါမှာအရန်ကြီးကိုကွာချပြီးတိတ်တန်မိုးရှိနေတာကိုတွေ့ရတဲ့အချက်ကိုကျွန်တော်ကဒါပြောပြချင်တာပေါ့နော်โอเคကျေးဇူးပါ